ဒီစိတ်နေရွှေတွေကဘလို့ဖြစ်လို့မြေခဲတွေကြောက်ခဲတွေဖြစ်သွားရတာလဲလောကမှာလူတစ်ယောက်ကိုပြုပြင်ဖို့ဆိုတာဒုံနဲ့ရိုက်ပြီးဆုံးမတာထက်ပိုပြီးထိရောက်တဲ့နီလန်းတွေရှိပါတယ်တခါတလေမှာတော့ခွင့်လွှတ်ခြင်းနဲ့ယုံကြည်ပေးလိုက်ခြင်းကစိုးသွမ်းနေတဲ့လူတစ်ယောက်ရဲ့နှလုံးသားကိုချက်ချင်းအยีပလော်သွားစေတတ်ပါတယ်ဒီနေ့မှာတော့ဒီအကြောင်းအရာလေးနဲ့ပတ်သက်တဲ့ပုံပြင်လေးကိုပြောပြပေးမှာဖြစ်ပါတယ်အခုလိုပုံပြင်လေးတွေကိုနှစ်သက်တဲ့ဆိုရင်တူတာဓမ္မနဲ့သင်ခန်းစာရရှိစေတဲ့ပုံပြင်လေးတွေကိုတင်ဆက်နေတဲ့ကျမတို့ရဲ့မြန်မာ Story Channel လေးကို Subscribe လုပ်ထားပေးပါအောင်ရှင်ဝေးလန်းခုံဖျားပြီးလူသူအရောက်ပေါက်နဲလာတဲ့တောအုပ်ကြီးတစ်ခုထဲမှာတင်းငင်အေးချားနဲ့ရတီးကြီးတစ်ပါးဟာတပါးတည်းသတင်းသုံးနေပါတယ်။ဒီနေ့မှာတော့အသက်လူပြီးပြေးလွှားရင်ဒုက္ခရောက်လာတဲ့လူငယ်တစ်ယောက်ဟာရတီးကြီးရဲ့ချောင်းစီကိုအမောတကောရုပ်ရှိလာခဲ့ပါတယ်။သူ့ကိုကြည့်ရတာတစုံတစ်ယောက်ကလိုက်လံဖန်ဆီးနေတဲ့ပုံစံမျိုးမှာရတီးကြီးကတော့ပုံမှန်တိုင်းတီတီငင်ငင်နဲ့ဘဲကလာတာလဲတကားဘာလို့ပြေးလာရတာလဲလို့မေးလိုက်ပါတယ်။အဲ့ဒီအခါမှာအဲ့ဒီလူငယ်ကအရှင်ဖျားကိုမလိန်ဝက်မှာဘူးတပည့်တော်ဟာတခိုးတရပါအခုလေအဖမ်းမခံရအောင်ပြေးရင်လွှားရင်ရုပ်လာတာပါလို့ပွေ့ပွင့်လင်းလင်းဝန်ခံလိုက်ပါတယ်တခိုးကရသေးကြီးရဲ့ရုပ်စင်လေးတင်းငင်တဲ့အနေထားကိုကြည့်ပြီးအံ့ဩနေမိတယ်ဒီလားဒီကြီးခံရတဲ့သူကဘာလို့ဒီလိုတောထဲမှာစီးရဲခံပြီးရသေးအချင်းကိုကြည့်နေရတာလေဆိုပြီးတော့ပေါ့ဒါတင်ကဘူးတခိုးကဆက်ပြောပါတယ်တပည့်တော်ဟာတခိုးမျိုးရိုးကလာတာလားခိုးရတာကိုလည်းတာယာနေရဲ့သူမို့လို့ဘသူကဘလို့ပဲမခိုးနဲ့လို့ဆုံးမနားတဲ့ကိုဝင်မမဟုတ်ပါဘူးလို့ရဲရဲကြီးပြောလိုက်တယ်ဒီနေရာမှာရသေးကြီးရဲ့တုံ့ပြန်ပုံကတကယ်ကိုထူးဆန်းပါတယ်ရသေးကြီးကမပြုံးယုံသမင်းနဲ့တခိုးဆိုတာလေးရှိတာပဲဒါဟာရှိအကျဲဆုံးအလုပ်တစ်ခုပဲလीမင်းမသားမင်းခိုးတာကိုငါကဘာလို့မခိုးနဲ့လို့တားရမှာလဲလို့ပြောလိုက်တယ်အဲ့ဒီစကားကတခိုးကိုအကြီးကျယ်တုံလို့သွားစေပါတယ်သူ့တသက်မှာမခိုးနဲ့လို့မပြောတဲ့သူကိုပထမဆုံးတွေ့ဘူးတာကိုတခိုးကယတိကြီးကိုအယမ်းကြည်ညိုသွားပြီးတပြဲအဖြစ်လက်ခံဖို့တောင်းပန်ပါတယ်ယတိကြီးကလည်းလက်ခံပါတယ်ဒါပေမဲ့ယတိကြီးကဂရီးတစ်ခုတော့တောင်းလိုက်ပါတယ်အေးမင်းငါတပြဲချစ်ပြီဆိုရင်မင်းတအိမ်ကိုဝင်ခိုးတော့မယ်ပစ္စည်းတစ်ခုခုကိုယူတော့မယ်ဆိုရင်ငါ့ကိုတတိမရမိပါစေနဲ့ငါမျက်နှာကိုလုံးဝမေ့ပစ်လိုက်ပါတဲ့တခိုးကတော့ဒါကတော့လွယ်ပါတယ်ဖေဟာခိုးညီတုံးဆရာကိုဖယ်တတိရပါမလဲဆိုပြီးပေါက်ပါပဲဂတိပေးလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီဂတိကသူ့ဘဝကိုပြောင်းလဲပြစ်တော့မယ်ဆိုတာသူမသိခဲ့ပါဘူးရက်နှင်းငယ်ကြတဲ့အခါမှာတော့တခိုးကသူ့ရဲ့ဝါဒနာအတိုင်းညံ့နှံ့ချင်းမှာဘေးရင်ဘာနာတိုက်ကိုသွားခိုးတယ်သူဟာချွမ်းချင်တဲ့တခိုးတယောက်မို့လို့ဘာနာတိုက်အသေးကိုအောင်မြင်စွာဝင်နိုင်ခဲ့တယ်ရှေ့မှာတောက်ပနေတဲ့စိန်တွေရွှေတွေပတင်ငါးတွေကိုမြင်တော့သူအယမ်းဝတ်တာသွားတယ်ဒါပေမဲ့သူကစိန်တုံကြီးတုံးကိုလှမ်းကြိုက်လိုက်တဲ့အချိန်မှာပဲငါ့ကိုတတိမရစီနဲ့ဆိုတဲ့စကားကနားထဲမှာပေတင်ထပ်လာတယ်ဆရာရဲ့ကြီးညိုဆရာကောင်းတဲ့မျက်နှာကသူ့မျက်စီထဲမှာဝန်းကနေပေါ်လာပါတယ်အဲ့ဒီအချိန်မှာထူးချမ်းတဲ့ခန်းစားချက်တစ်ခုဖက်လာတယ်သူကင်ထားတဲ့စိန်တုံကြီးဟာကြောက်ခဲတုံကြီးတစ်ခုလိုဖက်သွားပြီးဘာတန်ဘူးမှမရှိတော့သလိုခံစားလိုက်ရပါတယ်ပဒမြားကြီးကိုလှမ်းယူပြန်တော့လေဆရာမျက်နှာကိုမြင်လိုက်တာနဲ့မြေဆိုင်ခဲကြီးထစ်ပြန်ရောတခိုးကဆရာကိုမေးနိုင်အောင်ကြိုးစားလီဆရာမျက်နှာကပို့ပေါ်လာလီပါပြီနောက်ဆုံးမှာတော့ဘာနာတိုက်ထဲမှာရှိသမျှရွှေငွေတွေဟာသူ့အတွက်တော့တန်ဖိုးမရှိတဲ့အမိုက်တွေလိုဖြစ်ခဲသွားခဲ့ပါတယ်နောက်ဆုံးမှာတခိုးကဘာမှမယူပဲအချောင်းကိုပြန်လာခဲ့တယ်ရသေးကြီးကမေးတဲ့အခါမှာတော့တခိုးကဒူးထောက်ပြီးပြောပါတယ်အရှင်ဖျားကိုတတိယလိုက်တာနဲ့တပည့်တော်စိတ်ထဲမှာလက်ထဲမှာပစ္စည်းတွေကတန်ဖိုးမဲ့သွားပါတယ်သူတော်ကောင်းရဲ့မျက်နှာကိုမြင်နေရသမျှကာလာပတ်လုံးမှာတပည့်တော်ဟာမကောင်းမှုကိုဆက်လုပ်လို့မရတော့ပါဘူးတဲ့ပုံပြင်လေးကတော့ဒီမှာပဲပြီးပါပြီဒီပုံပြင်လေးကကျမတို့ကိုဖာပြောပြနေလေဆိုရင်လူတယောက်ဟာမကောင်းမှုလုပ်နေစင်မှာကိုလေးစားရတဲ့သူကို့အပေါ်ယုံကြည်ပေးထားတဲ့သူရဲ့မျက်နှာကိုသတိရမိရင်အဲ့ဒီမကောင်းမှုကိုဆက်လုပ်ဖို့ခဲရင်သွားတတ်ပါတယ်တရားမဝင်တာနည်းနဲ့ရလာတဲ့အရာမှန်သမျှဟာအစပိုင်းမှာတန်ဖိုးရှိပုံရပြီမြစ်တခေတ်ကိုအေးချမ်းစိတ်ကြည့်လိုက်မှဆိုရင်တော့တန်ဖိုးမဲ့တဲ့ကြောက်ခဲတွေမြေဆိုင်ခဲတွေပါပဲဒီကနေ့လာစပြီးမကောင်းမှုတစ်ခုခုလုံးဖို့စိတ်ကူးမိတိုင်းမှာမလုံးမိအောင်စိတ်ကိုစောင့်စည်းထိန်ရှုပ်နိုင်ကြပါစေလို့စကားလက်ဆောင်ပါလိုက်ပါတယ်ရှင်